Okay ဒီ video file လေးကကျွန်တော်ကိုမေးထားတဲ့ဆက်စရာညငယ်တွေအတွက်ပြန်လည်ဖြည့်ချပေးခြင်းဖြစ်ပါတယ်ဗျဒီကောင်လေးက emo 2လို့ခေါ်ပါတယ်အရင်တော့ကတော့ emo 2ကသူ့ထက်ကြီးတဲ့ပုံစံမျိုးလေးနဲ့ offline လာတယ် offline ဆိုတာကကျွန်တော်တို့ bluetooth တွေပဲချိတ်စရာမလို wifi တွေပဲချိတ်စရာမလိုပဲနဲ့ emo ဆက်မှာပဲကျွန်တော်တို့ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ one click ကျွန်တော်တို့ECN ကို renew လုပ်တာပေါ့နော် renew လုပ်တဲ့ဆက်လေးပေါ့ဒီကောင်မှာတော့ update မြင့်လာပါတယ်သူက renew လဲလုပ်လို့ရတယ်လို့ emo ကုတ်6လုံးတနည်းအားဖြင့် ECN emo ကုတ်6လုံးကိုလည်းဖတ်လို့ရတဲ့ဒီ function လေးပါထည့်လာတယ်ပေါ့နော်ဒီကောင်လေးကတော့ပို့ပြီးတော့အသုံးဝင်တယ်လို့ဆိုရမှာပါဒါပေမဲ့လည်းကျွန်တော်တို့ဒီ internet line မရတဲ့အရက် data တွေမှာဆိုရင်တော့လက်ဟောင်းအလုံးလေးကပို့ပြီးတော့အဆင်ပြေပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်တို့ internet line ရမယ် wifi ရမယ်ဆိုရင်တော့ဒီကောင်ဒီလက်ရှိ emo ဆက်လေးကကုတ်6လုံးဖတ်လို့ရတယ်ဆိုတော့အားသာချက်တစ်ခုပေါ့နော်ကိုကြိုက်တဲ့ပုံစံမျိုးနဲ့ကိုလက်ရှိအင်တာနက်သုံးလို့ရလားမရလားပုံမူတည်ပြီးတော့ကိုအသုံးပြုမဲ့ဆက်ကိုရွေးချယ်ဝယ်ယူရမှာပါဆိုတော့ဒီကောင်လေးရဲ့အသုံးဝင်ပုံလေးကိုအကြမ်းမြင်လေးကျွန်တော်ရှင်းပြပေးမယ်ဒီ emo 2လေးကကျွန်တော်တို့ software ထဲမှာ my motor ဆိုတဲ့ software ပေါ့နော်ပြီးသွားရင်တော့ video file လေးနဲ့ကျွန်တော်တို့ချက်လုပ်ပေးပါမယ်အဲ့တော့ my motor ဆိုတဲ့ software လေးနဲ့ဒီကောင်က join ပြီးတော့ ECN ရဲ့ကုတ်6လုံးကို ECN ဖောက်ဆရာမလို့ပဲနဲ့ SCU ဖောက်ဆရာမလို့ပဲနဲ့ချိတ်ဆက်ပြီးတော့အလွယ်တကူကုတ်ဖတ်လို့ရမယ်ပြီးရင် renew ECN လုပ်လို့ရမယ်ဒီဆက်လေးပါเนาะ my motor software လေးနဲ့တွဲဖက်ပြီးတော့ဖုန်းနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုရမှာပါသူကလည်းကျွန်တော်တို့ဒီ AutoShop VPN ကနေပြီးတော့ထပ်ပြီးတော့ update ထုတ်လိုက်တဲ့ဆက်လေးဖြစ်ပါတယ်ဆက်ဝယ်လို့ရှိရင်သူ့မှာဒီလိုစာရွက်လေးပါပါလိမ့်မယ်เนาะအဲ့ဒါကဘာလို့ရမှာလဲဆိုတော့ဒီမှာဒီဆက်ရဲ့ serial numberဒီအောက်မှာရှိနေတဲ့201534ဆိုတာဒီဆက်ရဲ့ serial number ဆိုပါစို့ဒီဆက်ရဲ့နာမည်ပဲထားလိုက်ပါတော့အောက်ကတစ်ခုကကြတော့ hardware version เนาะ hardware activate code ဖြစ်ပါတယ်နောက်ထပ်အောက်ဆုံးမှာကဏ္ဍတွေကကြတော့ software activate code ဖြစ်ပါတယ်အဲ့တော့ my motor ဆိုတဲ့ software လေးကိုဖွင့်တဲ့အခါမှာအပေါ်ဆုံးမှာအကွက်3ကွက်ပေါ်လာပါလိမ့်မယ် serial number နေရာမှာ201534ကိုထည့်မယ်ပြီးရင် hardware activate နေရာမှာ881936ကိုထည့်မယ် software activate code နေရာမှာ991AB136ဆိုတာလေးကိုထည့်ပေးရမှာပါပြီးရင်တော့ကျွန်တော်တို့ confirm ဆိုတာနှိပ်မယ်ဒါမှမဟုတ် activate ဆိုတာလေးကိုနှိပ်မှသာလျှင် software နဲ့ဒီ set နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမှာပါအဲ့တော့ဒီစာရွက်လေးကအသုံးဝင်ပါတယ်เนาะပြီးရင်တော့ကျွန်တော်တို့ပုံမှန်တိုင်းပဲကျွန်တော်တို့ချိတ်ဆက်ပြီးတော့အသုံးပြုရမှာပေါ့တခုရှိတာကဒီကောင်ဒီ emo set လေးကို bluetooth နဲ့ချိတ်ဆက်တဲ့အချိန်မှာဒီမှာရှိနေတဲ့ DSC ဆက်တိုးကောင်းတွေကိုကျွန်တော်တို့က cycle နဲ့ချိတ်ဆက်ထားစေဟာမလိုအပ်ပါဘူးအဲ့တော့ဘယ်လိုလုပ်ကြမလဲဆိုတော့ကြက်ပင်လေးကိုထိုးမယ်ပြီးရင် cycle မှာရှိနေတဲ့ battery ပေါ့နော်battery နဲ့အပေါင်းနှုတ်ချိတ်မယ်အပေါင်းနှုတ်ချိတ်ပြီးတော့ DSC ဆက်တိုးကောင်းတွေမထိုးသေးဘဲနဲ့ဒီတိုင်းလေးပဲထားရုံပါပဲထားပြီးတော့ကျွန်တော်တို့ my motor software လေးနဲ့ချိတ်ဆက်မယ်ပြီးရင်နောက်ဆုံးပိတ်ကျွန်တော်တို့ကုတ်6လုံးကိုဖတ်တော့မယ်ဆိုတဲ့အချိန်ကြမှာဒါသူကစာထဲမှာပါလိမ့်မယ်เนาะနောက် video file လေးမှာကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့သူကစာထဲမှာဒီ socket ကိုထိုးရတော့မယ်ဆိုတော့မှဒါ socket ကိုထိုးပြီးတော့ကုတ်6လုံးတန်းဖတ်ပါလိမ့်မယ်အဲ့ဒီ socket ထိုးတဲ့အချိန်မှာလည်းဆိုင်ကယ်ရဲ့တော့ကိုဖွင့်စရာမလိုဘဲနဲ့ auto တော့ဖွင့်သွားပြီးတော့သူကကုတ်6လုံးကိုဖတ်ပါလိမ့်မယ်ပြီးရင်တော့အားလုံးပြီးရင်တော့ battery အပေါင်းနှုတ်ကိုတေချာလေး queue ဆက်ပြီးတော့ဖြုတ်ရမှာပါเนาะဒါလေးကတော့emo 2 update လေးပါဒီကောင်လေးကတော့ကျွန်တော်တို့ wifi bluetooth တနည်းအားဖြင့် internet ရှိတဲ့နေရာတွေ wifi ဖွင့်လို့ရတဲ့နေရာတွေမှာသုံးတဲ့အနေအထားမျိုးမှာဒီကောင်လေးကပို့ပြီးတော့အသုံးဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူက emo ကုတ်6လုံးကို SCU တွေ ECN တွေဖောက်ဆရာမလိုပဲနဲ့သိရတယ်ဆိုတော့ကျွန်တော်တို့ remove အပြောက်အပွားတွေလုပ်တဲ့နေရာမှာပို့ပြီးတော့အသုံးတည့်တာပေါ့။သို့ပေမဲ့လည်းကျွန်တော်မူလလက်ဟောင်းဆက်လေးကကြတော့ဒီဖုန်းနဲ့လည်းချိတ်ဆက်ဆရာမလိုဘူး။ internet တွေပါလည်းမလိုအပ်ဘူး။သူက renew ECN လုပ်မယ်ဆိုလို့ရှိရင်ခလုတ်လေးတစ်ချက်နှိပ်ုံနဲ့ရတယ်ဆိုတော့သူ့ဟာနဲ့သူအားသာချက်အားနည်းချက်ဆိုတာတော့ဒီ product တွေမှာတော့ရှိစမြဲပါအဲ့တော့ကိုလိုအပ်တဲ့ကိုအသုံးဝင်မဲ့အနေအထားမျိုးကိုချင့်ပြီးတော့လိုအပ်တဲ့ဆက်ကိုဝယ်နိုင်ဖို့ကအရေးကြီးပါတယ် okay အဲ့တော့ let's go နောက်ထပ်ဗီဒီယိုလေးစလိုက်အောင်